shopping mall မြန်မာတွင်မိမိကိုယ်စားပစ္စည်းတင်ခြင်းနှင့် order လက်ခံခြင်းများကိုလုပ်ဆောင်ပေးနိုင်ရန်အတွက် shop manager သို့မဟုတ် admin ကိုအလွယ်တကူခန့်ထားနိုင်ပါသည် admin ခန့်ထားမည့်သူသည် shopping mall မြန်မာ website တွင်၎င်း၏ကိုယ်ပိုင်ဖုန်းနံပါတ်ဖြင့် register ပြုလုပ်ထားပြီးသူဖြစ်ရပါမည်အကောင့်ရှိသေးပါကအရင်ဆုံး register အရင်လုပ်ခိုင်းရန်လိုအပ်ပါသည် admin ခန့်ထားပုံအဆင့်ဆင့်မိမိကောက်ကို login ဝင်ပြီး by short နေရာကိုနှိပ်ပါမိမိ admin ခန့်ထားလို့သောဆိုင်အောက်ရှိ manage နေရာကိုနှိပ်ပါဘက်ဘက်မီနူးရှိ member နေရာကိုနှိပ်ပြီးနောက်ညာဘက်အောက်ရှိ add member ကိုထပ်နှိပ်ပါ admin ခန့်ထားမိသူ၏ shopping mall မြန်မာတွင်ဖွင့်ထားသောဖုန်းနံပါတ်ကိုရိုက်ထည့်၍ add ကိုနှိပ်ပါ admin အဖြစ်ခန့်အပ်ပြီးပါကအဆိုပါပုဂ္ဂိုလ်သည်ဆိုင်ရှင်ကိုယ်စားအောက်ပါလုပ်ငန်းစဉ်များကိုစီမံနိုင်မည်ဖြစ်ပါသည်ကိုပစ္စည်းအသစ်များတင်ခြင်းနှင့်ဈေးနှုန်းပြင်ဆင်ခြင်းရောက်ရှိလာသောအော်ဒါများကိုစစ်ဆေးခြင်းနှင့်လက်ခံအတည်ပြုခြင်းဆိုင်၏အယောင်းဝယ်အခြေအနေများကိုစောင့်ကြည့်ခြင်းများကိုလုပ်ဆောင်နိုင်မှာဖြစ်ပါသည် admin တယောက်တက်ပို၍ခန့်ထားလိုပါကအထက်ပြဆင်များအတိုင်းထပ်မံလုပ်ဆောင်နိုင်ပါသည်အကယ်၍ admin ကိုပြန်လည်ဆွတ်ချလိုပါက member menu ထဲတွင်ပင်အလွယ်တကူ remove လုပ်နိုင်ပါသည် admin ခန့်ထားခြင်းဖြင့်ဆိုင်စီမံခန့်ခွဲခြင်းကိုပုံမထိရောက်စေမည်ဖြစ်ပါသည်